ဟုတ်ကူမင်္ဂလာပါအခုကျွန်တော်ပြောပြပေးမှာတော့ကျွန်တော်တို့ scarf hydraulic motor လေးကိုအရင်ဆုံးကျွန်တော် wiring diagram အကြမ်းမင်းနဲ့ဆက်ဆက်ပစ္စည်းလေးပတ်သက်ပြီးကျွန်တော်ချက်တော့ပြောပါမယ်အရင်ဆုံးဒီကောင် motor အနေနဲ့အစုံလိုက်ပါမှာကြတော့ motor နှလုံးပါမယ် control box တစ်ခုပါပါမယ်အဲ့ဒီထဲမှာကျွန်တော်တို့ကအဲ့ဒီကျိုး wiring ဟာလေးအရင်ပြောမယ်ဆိုရင်သူ့ရဲ့အဓိကလုံးလုံးပုံက control box ကနေပြီးဒီ motor နှလုံးကိုထိန်းချုပ်တာcontrol box ဆိုဒီရဲ့အတိုင်း control box ကိုကျွန်တော် single phase တစ်စုံရောက်ရပါမယ်ပြီးမှ control box ကနေ motor စီကိုကျိုး3ချောင်းစီသွားမယ် AC motor တွေဖြစ်တဲ့အတွက်ပေါ့ကြောင့်မို့ကျိုး3ချောင်းသွားပါမယ်အဲ့တော့အဲ့ဒီကျိုး3ချောင်းကတော့ရိုးရှင်းပါတယ်ကျွန်တော်တို့ join မုံ join diagram diagram အနေနဲ့ဒီကောင် wiring ကိုဘယ်လိုဝင်ရမလဲဆိုအသေးစိတ်ကြတော့လိုအပ်ရင်ကျွန်တော်ပုံလေးပို့ပေးမယ်အခုလောလောဆယ်ကျွန်တော်အကြမ်းမဲပြောမယ်ဒီဘက်ကနေ3ချောင်းဟိုဘက်3ချောင်းရောက်ထားရမယ်ပေါ့နော်အဲ့ဒါလေးပြီးရင်ကျွန်တော်တို့ကဘာလေးလဲဆိုတော့အဲ့ဒီဟိုမော်တာနဲ့ပတ်သက်ပြီးတစ်ချက်ပြောပါမယ်မော်တာအနေနဲ့ဆိုရင်ပထမဦးစွာကျွန်တော်တို့မော်တာဘာမှကျိုးမ join နေဘူးပါညာဆိုရင်သူကအရင်ဆုံးဒီပုံစံလေးနဲ့သူကလာပါမယ်ဒါလေးကဖုံးမယ်ဒါလေးလည်းဖုံးထားမယ်ပေါ့နော်ဒီလိုပုံစံလေးပါကင်လေးကလာတယ်အဲ့တော့မှကျွန်တော်တို့ကလုံးမယ်ဆိုရင်သူ့ရဲ့ဒီထဲမှာဘာတွေပါအောင်မလဲဆိုရင်ကျွန်တော်တို့ကဒီမော်တာပါမယ်မော်တာချက်ပါထဲမှာဆိုရင်ဒီလိုလေးအကွေးလေးဒီလိုအကွေးလေးတစ်ချောင်းပါမယ်ပြီးရင်ကျွန်တော်ဒီကောင်လေးသူ့ရဲ့လက်မောင်းတန်လေးတစ်ခုပါတယ်အဓိကတူးဟာကိုကျွန်တော်တို့ကဆင်လိုက်မယ်ဆိုရင်ဒီအချောင်းလေးကကျွန်တော်တို့ကဒီတိုင်းလေးပေါ့နော်ဒီတိုင်းလေးဖြစ်မယ်ဒီတိုင်းလေးဝင်ပြီးတော့ဒီတိုင်းလေးဝင်ပြီးတော့ဟိုအကွေးလေးဒီအကွေးလေးကကြတော့ကျွန်တော်တို့ကဒီထိပ်မှာလာတက်ရမယ်ဒီထိပ်မှာဒီတိုင်းလေးတက်ရမှာပေါ့နော်โอเคအဲ့ဒါလေးတစ်ချက်ဖြစ်